Hello，大家好，အားလုံးမင်္ဂလာပါဝန်ဆက်ဟောင်းမင်္ဂလာညနေခင်းလေးပါဒီနေ့မှာတော့တငယ်ချင်းတို့နဲ့အဆက်မပြတ်သွားစေအောင်လို့ဒီနေ့ကတရုတ်ဟင်းထမင်းနေမချက်ပါဘူးဒီနေ့ကတနင်္ဂနွေနေ့အလုပ်ပိတ်တယ်အဲ့တော့တရုတ်ဟင်းထမင်းလေးတွေကိုဒီနေ့ကမချက်ရတဲ့အတွက်တရုတ်စာလေးနဲ့သင်ပေးပါမယ်တရုတ်စာလေးတည်တဲ့သူတွေဆရာကြီးတွေအတွက်ကြော်သွားပါဒါကကျမလိုမျိုးမတိသေးတဲ့သူလေးတွေအတွက်ပြီးတော့မှတရုတ်လူမျိုးတွေနဲ့ဆက်နွယ်ပြီးတော့မှအလုပ်လုပ်နေရသေးတဲ့သူတွေအတွက်ကိုရည်ညွှန်းပြီးတော့မှကျမတို့စာတွေကိုမတင်ရသေးဘူးဒါပေမဲ့အပြောလေးနဲ့စကားပြောလေးနဲ့ဘယ်လိုမျိုးပြောရတယ်လဲဆိုတဲ့ဟာကိုတရက်ကိုနည်းနည်းစီတင်ပေးသွားမှာဖြစ်ပါတယ်ကျမလည်းဆရာကြီးမဟုတ်ပါဘူးအဲ့တော့ကျမတိသမျှတတ်သမျှလေးကိုဝေမျှသွားမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေကဲဒီနေ့လေးမှာတော့အစနေ့လေးဆိုတော့အရင်ဦးဆုံးအခြေခံစကားလုံးဖြစ်တဲ့1 2 3 4 5 6 9 10ကိုတရုတ်လိုဘယ်လိုပြောတယ်လဲဆိုတဲ့ဟာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးတကယ်ချင်းတို့ရေလိုက်နားထောင်ကြည့်ရအောင်နော်1 2 3 4 5 6 7 8 9 10အဲ့ဒါဆိုရင်10 10ဆိုရင်10ဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုကျမအခုပြောပြသွားတဲ့ဟာလေးတွေကိုနည်းနည်းချင်းစီမှတ်သားထားသွားပါနောက်ထပ်လာမဲ့ဗီဒီယိုကဒီ1 2 3 4 5 6 9 10 90နဲ့ဆက်ဆက်ပြီးတော့မှတရုတ်စကားလုံးလေးတွေရှိပါတယ်အရန်မှတ်သားရလွယ်ကူပါတယ်ကျမဆိုရင်တိတ်ညံမကောင်းပါညံမကောင်းတဲ့သူတောင်မှမှတ်သားရလွယ်တယ်ဆိုရင်တို့ရဲ့ချစ်သေးလေးတွေကညံကောင်းတာဖြစ်တဲ့အတွက်ခဏလေးနဲ့တတ်သွားမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေဒီနေ့မှာတော့အဲ့ဒါလေးနဲ့ဒီ1 2 3 4 5 6 7 8အဲ့ဒါလေးနဲ့နှုတ်ဆက်လိုက်ပါမယ်နောက်နေ့တွေပြန်တွေ့ပါမယ်နော်နောက်နေ့တွေကြတော့အမကတနင်္လာနေ့အလုပ်တက်ရပြီဆိုတဲ့ခါကျတော့တရုတ်ဟင်းထမင်းတွေစချက်ပြီးချက်တဲ့ခါကျတော့တတိတွေစားဖို့ချက်ပြီးချက်တဲ့ခါကျလို့ရှိရင်တရုတ်ဟင်းထမင်းလေးတွေဘလို့ချက်တယ်လဲဆိုတဲ့ဟာကိုမျှဝေသွားမယ်အဲ့ဒီဈာလေးတွေကမှကျမတိသမျှတတ်သမျှတရုတ်စာလေးတွေကနေတငယ်ချင်းတို့ကိုပြန်လဲဝေးမြသွားမှာဖြစ်ပါတယ်မမိကြတယ်နော်1 2 3 4 5 6 7 8 9 10မမိတယ်နော်အားလုံး我上好再见吧再见ဆိုတာကဘိုင်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 再见再见再见拜拜拜拜晚安晚安ဆိုတာက good night okay